လမ်းမြရမ်ဇန်ရဲ့နောက်ဆုံး10ရက်ကဘာဖြစ်လို့မိုးမြတ်တာလဲလို့မေးလာတဲ့အခါမှာတမန်တော်ရဲ့ဒီမိတ်ဆွေချက်တစ်ခုနဲ့လုံလောက်တဲ့တမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဟီဝါဆလမ်အမိန့်ရှိခဲ့တဲ့နောက်ဆုံး10ရက်ကတော့အိတ်ကွမ်မီနန်နာဂျဟန္နမီကနေပြီးတော့လွတ်မြောက်မှုပေးတဲ့နေ့ရက်တွေပဲဖြစ်တဲ့လူကြီးမင်းများခင်များကျွန်တော်ကတော့ဒီ10ရက်လုံးလုံးနိုးနိုးကြကြနေပြီးတော့အီဘာဒတ်မလုပ်နိုင်ဘူးအလုပ်တွေရှိတယ်တခြားလုပ်ရမယ့်တာဝန်တွေရှိတယ်အဲ့ဒီလိုမျိုးသူတွေအတွက်မျောလင့်ချက်ရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့ဒီနောက်ဆုံး10ရက်ရဲ့မညတွေမှာမည9ညမှာနိုးနိုးကြကြနေပြီးတော့အီဘာဒတ်လုပ်မယ်ဆိုရင်ဒီထူးမြတ်မှုတွေကိုကျွန်တော်တို့ရယူခံစားနိုင်သေးတယ်ဒါကိုအကြောင်းခံပြီးတော့အလ္လာဟ်ရှင်ကျွန်တော်တို့ရဲ့အပြစ်တွေကိုခွင့်လွှတ်ပေးလိုက်နိုင်တယ်အလ္လာဟ်ရဲ့အချစ်ကိုရရှိသွားနိုင်တယ်တနစ်ပတ်လုံးမှာည9ညကိုကျွန်တော်တို့နိုးနိုးကြကြလေးနေမယ်အီဘာဒတ်လုပ်မယ်ဒါကကျွန်တော်တို့အတွက်ဘာမှမပြောပလောက်ပါဘူးလေးစားတဲ့လူကြီးမင်းများခင်များကျွန်တော်မြတ်ကုရ်အာန်ထဲမှာအလ္လာဟ်ရှင်မြတ်ကအမိန့်ရှိထားတဲ့လိုင်လတ်တုလ်ကဒရီခိုင်ရွမ်မင်အလ်ဖီရှာအဲ့ဒီမညရီထဲမှာရှိတဲ့လိုင်လတ်တုလ်ကဒရညမြတ်ကလာပေါင်း1000ထက်ပိုပြီးတော့မြတ်တဲ့လူကြီးမင်းများခင်များလာပေါင်း1000လောက်မြတ်တာမျိုးကိုဆိုလိုတာမဟုတ်ဘူးလာပေါင်း1000ထပ်ပို့ပြီးတော့မြတ်တယ်ဆိုပြီးအလ္လာဟ်အရှင်အမိန့်ရှိထားတယ်ဒီအာယတ်တော်မှာအလ္လာဟ်အရှင်မြတ်ကခိုင်ဆိုတဲ့စကားလုံးကိုသုံးထားတယ်ခိုင်ဆိုတဲ့စကားလုံးကနည်းနည်းပပလေးပူတာကိုပြောတာမဟုတ်ဘူးလာပေါင်း1000ထက်အများကြီးပိုမြတ်တာကိုဆိုလိုတာပဲဖြစ်တယ်တမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဟီဝါဆလမ်ကဆွာဘာတဝကာတွေကိုတမန်တော်ပြောပြတဲ့ဗနီအစ္စရာအီလရဲ့ခေတ်ကာလမှာဒီလိုပုဂ္ဂိုလ်တဦးရှိခဲ့တဲ့နေ့အချိန်မှာဂျီဟတ်လုပ်တဲ့ညအချိန်မှာအလ္လာဟ်ရှင်မြတ်ရဲ့အီဘာဒတ်တွေကိုလုပ်ပြီးတော့လာပေါင်း1000တိတိအဲ့ဒီအတိုင်းသူနေထိုင်ခဲ့တယ်ဒါကိုကြားရတဲ့အခါမှာဆွာဘာတဝကာတွေတိတ်ကိုအားကြတယ်ဒါပေမဲ့တစ်ဖက်မှာတမန်တော်ရဲ့မိတ်ဆွေချက်ကရှိသေးတယ်တမန်တော်မြတ်ဆလလာဟူအလိုင်ဟီဝါဆလမ်အမိန့်ရှိထားတယ်ငါကိုရောရဲ့အွမ်မတ်တတန်းကနှစ်60ကနေပြီးတော့80ကြားမှာရှိလိမ့်မယ်ဆွာဘာတဝကတွေစိတ်မကောင်းဖြစ်ကြတယ်အော်ငါတို့လည်းသူတို့လိုအီဘာဒတ်တွေအများကြီးလုပ်ချင်တယ်သူတို့ကတတန်းအရှိကြီးရတော့လုံနိုင်တယ်ငါတို့ရဲ့တတန်းကတော့တူတူလေးပဲဆိုတော့သူတို့လိုမျိုးအီဘာဒတ်မလုပ်နိုင်ဘူးသူတို့ရဲ့အစဉ်အတန်းကိုတော့ငါတို့မှီနိုင်မှာမဟုတ်ဘူးအဲ့ဒီလိုဝမ်းနဲ့စိတ်မကောင်းဖြစ်တဲ့အခါမှာအလ္လာဟ်ရှင်မြတ်ကဒီဆူရာကဒရ်ကိုချပေးတယ်အဲ့ဒီဆူရာထဲမှာအလ္လာဟ်ရှင်အမိန့်ရှိတယ်လိုင်လတ်တုလ်ကဒရီခိုင်ရွမ်မင်အလ်ဖီရှာအဲ့ဒီကဒရ်ညမြတ်ကလာပေါင်း1000ထက်ပိုပြီးတော့မွန်မြတ်တဲ့တနစ်မှာ12လရှိတယ်ဆိုတော့လာပေါင်း1000ဆိုတော့နှစ်ပေါင်း83နှစ်ကျော်လောက်ရှိတယ်ညတညအီဘာဒတ်လုပ်လိုက်တဲ့အခါမှာနှစ်ပေါင်း80ကျော်အီဘာဒတ်လုပ်တဲ့အခွင့်အရေးကြီးကိုကျွန်တော်တို့ရရှိသွားမယ်ဒီတော့လိုင်လတ်တုလ်ကဒရ်ညမြတ်ကဘယ်ညလဲအတိအကျပြောပါအဲ့ဒီလိုမေးလာတဲ့အခါမှာတော့ဒီညနဲ့ပတ်သက်ပြီးတော့ဘယ်နေ့ဘယ်ညပါဆိုပြီးတော့အတိအကျပြောလို့မရဘူးကျွန်တော်တို့ကဒရ်ညလို့ပြောနေကြတဲ့လာမြရမ်ဇန်ရဲ့29ရက်နေ့ညလည်းဖြစ်နိုင်တယ်လို့လာမြရမ်ဇန်နောက်ဆုံး10ရက်ရဲ့မညတွေလည်းဖြစ်နိုင်တယ်ဒီတော့အကောင်းဆုံးကအဲ့ဒီမညတွေမှာလူတစ်ယောက်ကအီဘာဒတ်တွေလုပ်နေမယ်ဆိုရင်ကဒရ်ညမြတ်မှာအီဘာဒတ်လုပ်တဲ့အကျိုးထူတွေကိုသူရရှိသွားလိမ့်မယ်ဟာဒီသ်တော်ထဲမှာလာရှိတဲ့တမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဟီဝါဆလမ်ကလာကဒရ်ညမြတ်ရဲ့နမိတ်လက္ခဏာတွေကိုတမန်တော်အမိန့်ရှိထားတယ်အဲ့ဒီကဒရ်ညမြတ်မှာမိုးကောင်းကင်ကနေပြီးတော့ဂျီဘရာအီလ်အလိုင်ဆလမ်ဦးဆောင်ပြီးတော့ဖရစ်တာတွေအများကြီးဆင်းလာကြလိမ့်မယ်အဲ့ဒီဖရစ်တာတွေကလူတွေတို့အားတောင်းခံနေကြတာကိုတွေ့တဲ့အခါမှာသူတို့ကအာမင်ဆိုပြီးတော့လိုက်ဆိုပေးကြမယ်အလ္လာဟ်ရဲ့အီဘာဒတ်ထဲမှာနေမွန်းနေတဲ့သူတွေကိုတွေ့တဲ့အခါမှာဖရစ်တာတွေအဲ့ဒီပုဂ္ဂိုလ်ကိုလက်ဆွဲပြီးတော့နှုတ်ဆက်ကြလိမ့်မယ်လူကြီးမင်းများခင်များအလ္လာဟ်ရှင်မြတ်ကလူသားတွေကိုဒီညနဲ့ပတ်သက်ပြီးတော့အလ္လာဟ်အရှင်ဘာဖြစ်လို့အတိမပေးတာလဲဆိုတော့လူတွေကကဒရ်ညဘယ်ညဆိုတာတည်သွားပြီဆိုရင်တလလုံးသူတို့အိတ်နေကြမယ်ဘာမှသူတို့လောက်ကြမှာမဟုတ်တော့ဘူးအဲ့ဒီတော့ကြောင့်ဒလုံးမုံမြတ်တဲ့ညကိုအလ္လာဟ်အရှင်မြတ်ကလူသားတွေကိုလွယ်မပေးဘူးလူသားတွေဘာလုပ်ရမလဲအဲ့ဒီညကိုရှာဖွေရမယ်အဲ့ဒီညရဲ့မုံမြတ်မှုကိုရယူဖို့အတွက်ကြိုးစားရမယ်ဒါပေမဲ့တိတ်ကိုခက်ခဲကြိုးစားရမှာတော့မဟုတ်ဘူးလာမြရမ်ဇန်နောက်ဆုံး10ရက်ရဲ့မညတွေမှာ9ညပဲကျွန်တော်တို့နိုးကြနဲ့အီဘာဒတ်လုပ်မယ်ဟဇရတ်မောလာနာပီရ်ဇူလ်ဖီကာအာမတ်နက်ရှဘန်ဒီဒါမတ်ဘာကာတူမ်
ဆရာကြီးကဘာအမိန့်ရှိလဲဆိုတော့လာမယ့်ရမ်ဇန်ရဲ့နောက်ဆုံး10ရက်ညတွေမှာအကောင်းဆုံးကကျွန်တော်တို့ခတ်ဆော့ဆော့လေးဆယ်ရီစားဖို့ထားမယ်အဲ့ဒီနောက်မှာတာဂျွတ်နမတ်အရင်ဖတ်မယ်တာဂျွတ်နမတ်ဖတ်ပြီးတဲ့နောက်မှာကျွန်တော်တို့ဆယ်ရီစားလိုက်မယ်ဆယ်ရီကိုလည်းခတ်ဆော့ဆော့လေးစားမယ်ဆယ်ရီစားပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဆယ်ရီအချိန်ကုန်ဖို့မိနစ်20-25မိနစ်လောက်ကြာနေအောင်မယ်ဆိုရင်အဲ့ဒီအချိန်မှာအလ္လာဟ်ရှင်မြတ်နဲ့ဆက်သွယ်ပါအဲ့ဒီအချိန်ကတိတ်ကိုတန်ဖို့ရှိတဲ့အချိန်ဆိုပြီးတော့ဆရာကြီးကအမိန့်ရှိတယ်ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာအလ္လာဟ်ရှင်မြတ်ကအမိန့်ရှိထားပြီးသားဆလာမွန်ဟီယဟတ်တာမတလအလ်ဖဂျ်ဆယ်ရီချိန်ကုံဆုံးသွားတဲ့အချိန်အထိအဲ့ဒီကဒရညမြတ်ရဲ့ဘာရကတ်တေရဟမတ်တော်တွေကရှိနေအောင်မယ်ဒီတော့ဆယ်ရီချိန်မကုံဆုံးခင်လေးမှာကျွန်တော်တို့အလ္လာဟ်နဲ့ဆက်သွယ်မယ်အီဘာဒတ်ထဲမှာရှိနေမယ်မိမိရဲ့ဆန္ဒတွေကိုတောင်းခံနေမယ်အဲ့ဒီလိုလုပ်နေမယ်ဆိုရင်ဒီညရဲ့မုံမြတ်မှုတွေကိုကျွန်တော်တို့မလွဲမသွေခံစားရမှာပဲဖြစ်ပါတယ်အဲ့ဒီညမှာကျွန်တော်တို့ရဲ့အခက်အခဲတွေကိုအလ္လာဟ်ရှင်မြတ်ရဲ့ထံပါတော်မှာကျွန်တော်တို့ယဉ်ဖွင့်ပါမျက်ရည်ကျပါငိုးပါအချင်းတွေအားလုံးကိုအလ္လာဟ်ရှင်မြတ်ကပြောင်းလဲနိုင်တယ်အခက်အခဲတွေကနေပြီးတော့အလ္လာဟ်ရှင်လွတ်မြောက်မှုချီးမြှင့်မယ်Hazrat Maulana Pir Zulfikar Ahmad Naqshbandi Damat Barakatum ဆရာကြီးကဘာပြောလဲဆိုတော့ကျွန်တော်တို့ကဒရညမြတ်ကိုမှီပြီးတော့ဒွါတောင်းကြည့်လိုက်ပါအလ္လာဟ်ရှင်မြတ်ကျွန်တော်တို့ဒွါတွေကိုလက်ခံတာကျွန်တော်တို့ကြုံရလိမ့်မယ်အဲ့ဒီလိုကြုံရတဲ့အခါမှာကျွန်တော်တို့လာမဲ့ကဒရကိုပြန်ပြီးတော့မျှော်နေလိမ့်မယ်ရှေ့မှာလာမဲ့လမြတ်ရမ်ဇန်တစ်ခုကိုပြန်ပြီးတော့မျှော်နေလိမ့်မယ်အဲ့ဒီအတိုင်းပဲကဒရညမြတ်ဆိုတာကဒီလိုညဖြစ်တဲ့အဲ့ဒီညမှာအလ္လာဟ်ရှင်မြတ်ကဘန္တာလူသားတွေရှင်းနှစ်မှာဖြစ်မဲ့ပြတ်မဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဖရစ်တာတွေကိုအလ္လာဟ်ရှင်တာဝန်လွှဲပေးတယ်ဘယ်သူကတော့တိမ်မယ်ဘယ်သူကတော့ရှင်းမယ်ဘယ်သူကတော့ချမ်းသာမယ်ကျွယ်ဝမယ်ဘယ်သူကတော့ဆင်းရဲမယ်ဒါတွေအားလုံးကိုအလ္လာဟ်ရှင်မြတ်ကအဲ့ဒီမှတ်တမ်းတွေဖရစ်တာတွေကိုလွှဲပေးတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့အလ္လာဟ်ရှင်မြတ်စီမှာဒွါတောင်းခံရမယ်ရှေ့လာမယ့်နှစ်မှာအလ္လာဟ်အရှင်ကျွန်တော်တို့ကိုအေဂျင့်တာယာမှုချီးမြှင့်ဖို့အလ္လာဟ်အရှင်နှစ်သက်တဲ့ဘန္တာလူသားတွေဖြစ်ဖို့ကျွန်တော်တို့ရဲ့စသဖြင့်ဆန္ဒတွေအားလုံးကိုအလ္လာဟ်အရှင်မြတ်ရဲ့ထံပါတော်မှာတောင်းခံရမယ်ဒါပေမဲ့ဟာဒီစ်တော်မှာလာရှိတဲ့လူတစ်ယောက်ကအမြဲတမ်းအရက်ကိုတောက်နေတယ်တောက်ပါမလုပ်ဘူးသူ့ရဲ့ဒွါကိုအလ္လာဟ်ရှင်လုံးဝလက်ခံမှာမဟုတ်ဘူးမိဘနှစ်ပါးရဲ့အမိတ်ကိုဖီဆန်လျက်ရှိနေတယ်သူ့ရဲ့ဒွါကိုအလ္လာဟ်ရှင်လက်ခံမှာမဟုတ်ဘူးရှရစ်လုပ်နေတယ်သူ့ရဲ့ဒွါကိုအလ္လာဟ်ရှင်လက်ခံမှာမဟုတ်ဘူးဆွေမျိုးသားချင်းတွေနဲ့အဆက်အသွယ်ဖြတ်တဲ့သူ့ရဲ့ဒွါကိုလည်းအလ္လာဟ်ရှင်လက်ခံမှာမဟုတ်ဘူးမွတ်စလင်ညီနောင်အချင်းချင်းရဲ့ကြားထဲမှာမနာလိုဝင်တိုစိတ်တွေအကောက်တွေကြမ်းနေအဲ့ဒီလိုစိတ်တွေထားတဲ့သူ့ရဲ့ဒွါကိုလည်းအလ္လာဟ်ရှင်လက်ခံမှာမဟုတ်ဘူးအဲ့ဒီလိုလူစားမျိုးတွေကအဲ့ဒီညရဲ့ဘာရကတ်တွေထူးကဲမှုတွေမွန်မြတ်မှုတွေကိုရရှိမှာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်ဒါတွေနဲ့ပတ်သက်ပြီးတော့ကြိုတင်ပြုပြင်မယ်ပြင်ဆင်ပြီးတော့ဒီညရဲ့ထူးမြတ်မှုတွေကိုအပြည့်အဝရယူကြပါလို့ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်အလ္လာဟ်အရှင်ကျွန်တော်တို့အားလုံးကိုလိုက်နာနိုင်တဲ့အခွင့်အရေးချီးမြှင့်ပေးတနာတော်မူပါစေ